ထဲအောင်နေထားတော့မအိမ်နဲ့တော့မိုးရွာလည်းပြေးရမယ်နေပူလည်းပြေးရမယ်ဒါမဲ့ Q-Press sunscreen လေးတော့လိမ့်ပေးရမယ်နော်။ Hello မင်းခုတလို့တုံးဖြစ်နေတဲ့ sunscreen လေးအကြောင်းပြောပြမယ်နော်။အဲ့ဒါလေးကတော့ Q-Press moisturizing sunscreen အထုပ်လေးပဲဖြစ်ပါတယ်။အမေကတော့တနေ့တာမစခင်မှာ skin care ပြီးတော့ sunscreen လေးရင်လိမ့်ပါတယ်။ Q-Press sunscreen အထုပ်ဟာဆိုရင်စေကပ်မှုလုံးဝမရှိတဲ့အပြင် white cast လည်းလုံးဝမကျန်ဘူးပေါ့နော်။ moisturizing sunscreen ဖြစ်လို့လိမ့်ထားရင်အသားရည်ကိုလန်းဆန်းပြီးတော့ဆူဆူပြည့်ပြည့်လေးဖြစ်စေပါတယ်။လိမ့်ထားပြီးဝိုင်းလည်းမျက်နှာနဲ့တဒါတဲ့ look ပေးရအောင်လည်းတဘောချတယ်။ sunscreen ဆိုရင်မမေကတော့လေပင်ကိုလည်းလိမ့်နေအိမ်မှာနေရင်လည်းလိမ့်နေပေါ့နော်။ဒါကြောင့်မို့လို့အပြင်သွားရင်ရောအိမ်မှာနေရော sunscreen လိမ့်ဖို့လုံးဝမမေ့နဲ့နော်။ Q-Press sunscreen အထုပ်ဟာဆိုရင် SPF 50+ PA+++ ပါတာမို့လို့နေအောင်ကြီး UVA နဲ့ UVB တို့ကိုအပြည့်အဝကာကွယ်ပေးနိုင်တယ်။ all skin types သုံးလို့ရတယ်ပေါ့နော်။ဒီလိုအထုပ်သေးလေးရှိရဆိုတော့မမေအတွက်က budget လည်း safe ဖြစ်တယ်။ကဲ sunscreen လည်းလိမ့်ပြီးသွားပြီဆိုတော့လိုအပ်တာလေးနည်းနည်းထပ်ဖြည့်ပြီးတော့ရပါပြီ။ဒါလေးကတော့မမေ Q-Press sunscreen အထုပ်လေးတစ်မျိုးတည်းလိမ့်ထားပြီးတော့ပါနီရောနှခမ်းနီရောပဲထပ်ပြီးတော့လိမ့်ထားပါပေါ့နော်။မျက်နှာလေးကရေတက်ပြေးပေါ်ပြီးတော့ဆူဆူကြည်ကြည်လေးဖြစ်နေရောကဲအခုဆိုရင်တော့သွားပြေးဖို့ပြင်ဆင်နေပြီပေါ့နော်။ဒီရက်ပိုင်းရာဒီကိုတူကနေလုံးဝလည်းမထွက်ပဲနဲ့မိုးပဲရွာနေရဆိုတော့ပြေးရတာဆိုစီဖြစ်နေပေမဲ့အရန်မပူတော့အဆင်ပြေပါတယ်။အခုလိုမိုးရွာနေတဲ့နေ့တွေမှာ sunscreen မလိုဘူးထင်ပြီးတော့မလိမ့်မဲမနေကြနဲ့ဦးနော်။နေပူမိုးရွာ Q-Press sunscreen ကိုတော့မဖြစ်မနေလိမ့်ပေးရမယ်။တားရည်ဆိုပြေးပြီးနေအောင်ကြည့်အပြည့်အဝကာကွယ်ခြင်းတော့ Q-Press moisturizing sunscreen အထုပ်လေးသုံးကြည့်လိုက်တော့နော်။